ကျွေးကတာမန်အညာတရားပေါ်သမားလေးဖြစ်ပေမဲ့စိတ်အားထက်သန်မှုအပြည့်ရှိတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။တရက်မှာတော့ကျွေးကဖီလစ်ဆိုတဲ့လူတစ်ယောက်ကိုပြုစုဆောင်ရှောက်ရမယ်။သူနာပြုလုပ်ဖို့အတွက်အင်တာဗျူးတစ်ခုကိုတွားဖြေခဲ့ပါတယ်။ဖီလစ်ကအကျော်သေးတွေကမလုံနိုင်ဖြစ်နေခဲ့ပေမဲ့အလွန်ချမ်းသာတဲ့တတိတစ်ယောက်ဖြစ်နေခဲ့ပါတယ်။တခြားအလုပ်လာလျှောက်တဲ့သူတွေနဲ့မတူပဲကျွေးအလုပ်လာလျှောက်ရတဲ့ရွေးချက်ကတော့ဖီလစ်ရဲ့သူနာပြုဖြစ်လာဖို့မဟုတ်ပါဘူး။အစိုးရစီကနေထောက်ပံ့ငွေရအောင်အင်တာဗျူးလာဖြေတဲ့ဆိုတဲ့အတည်ပြုလက်မှတ်လာတောင်းတာပဲဖြစ်ပါတယ်။အင်တာဗျူးဖြေနေတော့ကျွေးကဖီလစ်နဲ့ဆွေးနွေးခဲ့ပြီးဂီတနဲ့ပတ်သက်စကားများခဲ့ကြပါတယ်။ကျွေးကဖီလစ်ရဲ့လက်ထောက်မက်ကလီကိုလည်းဖွင့်ကြောင်းနေခဲ့ပါသေးတယ်။ကျွေးကစိတ်ရှုပ်စရာကောင်းတဲ့အတွက်ဖီလစ်ကဆဆချင်းကျွေးရဲ့ရှောက်လွှာကိုပယ်ချဖို့တွေးခဲ့ပေမဲ့တနာသွားပြီးမနှက်ဖြန်ကြရင်ကျွေးကိုလက်မှတ်ထိုးပေးမယ်လို့ကတိပေးခဲ့ပါတယ်။အင်တာဗျူးပြီးသွားတော့ကျွေးကဖီလစ်ရဲ့အိမ်ထဲမှာအလှဆင်ထားတဲ့အီစတာဦးတစ်လုံးကိုခိုးကအိမ်ကိုပြန်သွားခဲ့ပါတယ်။ကျွေးရဲ့အိမ်ကတည်သလောက်သူ့ရဲ့မွေးချင်းညီကိုမောင်နှမတွေကြောင့်လူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ကျွေးရဲ့အမေကအလုံဆင်းပြီးအိမ်ပြန်ရောက်လာတော့အဆက်အသွယ်မလုပ်ပဲ6လလောက်ပျောက်သွားကသူ့ကိုဒုက္ခရောက်ထားခဲ့တဲ့ကျွေးကိုတွေ့ပြီးဒေါသထွက်သွားခဲ့ပါတယ်။ကျွေးကအခုချိန်ထိအလုံးလက်မဲ့ဖြစ်နေတာကိုသိသွားတော့သူ့အမေကစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပြီးတာကြီးအော်ရတာဖြစ်တဲ့ကျွေးကအာမကိုရတဲ့အတွက်အိမ်ကနေနှင်ချလိုက်ပါတော့တယ်။နောက်တရက်မှာတော့ကျွေးကလက်မှတ်တောင်းဖို့ဖီလစ်ရဲ့အိမ်ကိုသွားခဲ့ပေမဲ့သူနာပြုချုပ်ရီဘွန်စီကနေဖီလစ်ရဲ့ဇလန်ကိုကြားလိုက်ရတော့အံ့ဩသွားခဲ့ပါတယ်။ရီဘွန်ကကျွေးကိုသူနာပြုတွေအများကြီးဒီကိုရောက်လာကြပေမဲ့နှစ်ပတ်ထပ်ပို့မခံပဲအလုံးထွက်သွားကြတဲ့အကြောင်းပြောပြခဲ့ပါတယ်။အလုံးချိန်က24နာရီအပြည့်ဖြစ်ပေမဲ့သူနာပြုတွေကိုနေတိုင်းဇိမ်ခန်းအိတ်ခန်းတွေထဲမှာအိတ်ခွင်ပေးပြီးအရသာရှိတဲ့အစားအသောက်တွေပဲကျွေးမွေးထားတာဖြစ်ပါတယ်။အဲဒီနေ့မှာပဲမျောလင့်မထားပဲဖီလစ်ကဒရစ်တယောက်ဘာမှလုပ်စရာမရှိသေးတာကိုသိတဲ့အတွက်အစမ်းခက်ကာလအဖြစ်တလအလုံးခံလိုက်ပါတယ်။သူ့အမေကြီးကနေနှင်ထုတ်ခံခဲ့ရတဲ့ဒရစ်ကလည်းဖီလစ်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံပြီးအလုံးဝင်ခဲ့ပါတယ်။သူနာပြုအဖြစ်ပထမဆုံးအလုံးဝင်တဲ့နေ့မှာဒရစ်ကအမားတွေအများကြီးလုပ်ခဲ့မိပါတယ်။ဒရစ်ကဖီလစ်ကိုနှိပ်ပေးရင်အိပ်ပျော်သွားတယ်လို့ဖီလစ်ရဲ့ခြေထောက်တွေကိုခေါင်းလျှိုရည်သုံးပြီးဆေးပေးမိခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ဒရစ်ကဖီလစ်ကိုဖင်ဆေးပေးဖို့အချိန်ရောက်လာခဲ့ပါတယ်။ဒရစ်ကယွန်တက်တဲ့အတွက်သူ့ဘဝတစ်လျှောက်လုံးတစ်ခါမှသူများကိုဖင်မဆေးပေးဘူးတဲ့အကြောင်းပြောခဲ့ပြီးနောက်ဆုံးမှာတော့တခြားသူနာပြုတယောက်ကဒရစ်ဆာဖီလစ်ကိုဆေးပေးကဒရစ်ကသူ့တခြားတာဝန်တွေကိုဆက်လုပ်ခဲ့ပါတယ်။နောက်တရက်မှာတော့ဒရစ်ကဖီလစ်ကိုပကြီးပြကန်းစီခေါ်သွားဖို့အတွက်လူနာတရင်နဲ့တူတဲ့ကားကိုမရွေပဲဇိမ်ခံကားကောင်းတစ်စီးကိုရွေကဖီလစ်ကိုတင်ခဲ့ပါတယ်။ပြကန်းရောက်တော့ဖီလစ်ကစိတ်စားပကြီးကားကိုတနာရီလောက်ကြာအောင်စိုက်ကြည့်နေတဲ့အတွက်ပကြီးကားကိုတာမန်မဲ့ခံစားရတဲ့ဒရစ်ကကြောင်ကြည့်နေခဲ့ပါတယ်။ပကြီးကားကိုအကြာကြီးကြည့်ပြီးတော့ဖီလစ်ကအဲ့ဒီပကြီးကားကိုယူရို4100ပေးပြီးဝယ်ယူခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ဒရစ်ကတုံလုံးသွားခဲ့ပေမဲ့ဖီလစ်ကအယမ်းချမ်းသာတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဖီလစ်ရဲ့တကယ်ကြီးဟောင်းတယောက်ကဖီလစ်ကိုဒရစ်ကမကြသေးခင်ကမှခိုးမှုနဲ့ထောင်ချပြီးလွတ်လာတာဖြစ်တဲ့အတွက်တတိထားဖို့ပြောခဲ့ပါတယ်။သူကဒရစ်ကိုရိုင်းဆိုင်တဲ့လူစုတယောက်ဖြစ်တဲ့အကြောင်းပြောပြခဲ့ပေမဲ့ဖီလစ်ကတော့ဒရစ်ရဲ့လုပ်ရည်ကိုင်ကိုသဘောကျနေတဲ့အတွက်ဒရစ်ကသူပြောသလောက်မစိုးတဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ဖီလစ်ကဒရစ်ရဲ့အားသာချက်တစ်ခုဖြစ်တဲ့လူတွေကိုမျှော်လင့်မထားတဲ့နီးလန်းနေနဲ့အပန်းဖြေရေမောစေတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဒရစ်ကဖီလစ်ရဲ့လက်ဝတ်ချက်ကိုတီးသွားခဲ့ပြီးတော်တော်တုံ့လို့သွားခဲ့ပါတယ်။တကယ်တော့ဖီလစ်ကအယ်လီနော်ဆိုတဲ့အမျိုးသမီးတယောက်စီကိုအမြဲတမ်းစာတွေပို့ချင်နေခဲ့တာဖြစ်တဲ့အတွက်ဒရစ်ကဖီလစ်နဲ့အယ်လီနော်တို့ကြားကဆက်ဆံရေးကိုသိကျင်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဒရစ်ကစီးကူးသားမှုရဲ့ side effect တွေကြောင့်ပြင်းပြားကအသက်ရှူမဝဖြစ်နေတဲ့ဖီလစ်ကိုတွေးသွားခဲ့ပါတယ်။ဖီလစ်ကလေကောင်းလေသန့်ရှူဖို့လိုအပ်နေတဲ့အတွက်ဒရစ်ကချက်ချင်းပဲဖီလစ်ကိုဝီချဲပေါ်ပွေခေါ်ကအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ဒရစ်ကအိတ်ချင်မှုတူဖြစ်နေခဲ့ပေမဲ့ခဏကြာတော့ဖီလစ်ကိုနေမထွက်ခင်ပဲရစ်မြို့ရဲ့အလှပကိုခံစားနိုင်အောင်လိုက်ပြခဲ့ပါတယ်။ရှောက်သွားနေတော့ဒရစ်ကဖီလစ်ကိုခံစားနေရတဲ့ဝေဒနာတွေတတ်တာအောင်သေးရောက်တိုက်ပြီးတိမ်တွေပေါ်မှာလွန်ခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဒရစ်ကဖီလစ်နဲ့အယ်လီနော်တို့ရဲ့ဆက်ဆံရေးအကြောင်းကိုမေးခဲ့ပါတယ်။ဖီလစ်ရဲ့တကူလုံးကအကျော်သေးနေတဲ့အတွက်မလှုပ်ရှားနိုင်ဖြစ်နေတာတော့မှဘာလို့မိမတယောက်နဲ့အတွင်းကြကြရင်းနှီးနေလဲဆိုတာကိုဒရစ်တယောက်နားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်။ဖီလစ်ကတော့တစ်ချိန်လုံးမှာမိမတယောက်ရဲ့အထီးတွေးကိုသူနားတွေကပဲခံစားလို့ရတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဖီလစ်ကဆုံးသွားတဲ့သူဇနီးနဲ့တော့ကကြည်နူးစရာအမှတ်တရတွေကိုပြပြောခဲ့ပါတယ်။သူဇနီးအဲလစ်ကအလွန်ကျင်နာတဲ့မိန်းမတယောက်ဖြစ်ပြီးဖီလစ်ကသူ့ကိုလက်ထပ်ခဲ့တဲ့နေ့ကစပြီးနှစ်ပေါင်း25နှစ်လုံးပျော်ရွှင်ခဲ့ကြရပါတယ်။ဒါပေမဲ့အဲလစ်ကကိုယ်ဝင်ပြတ်ကျသွားတော့သူ့ရဲ့အများကြီးရှန်ကကွယ်လွန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖီလစ်ကအလက်ဆာလို့ခေါ်တဲ့ကောင်မလေးတယောက်ကိုမွေးစားခဲ့ပါတယ်။ဖီလစ်သူ့ကိုသူယူကျုံမရဖြစ်စေတဲ့အရာကတော့အကျော်သေးနေတဲ့သူယောဂမဟုတ်ပဲအဲလစ်တယောက်ထာဝရထွက်ခွာသွားပြီဆိုတဲ့အသည့်ကပိုပြီးခံစားရစေတဲ့အကြောင်းရင်ဖွင့်ခဲ့ပါတယ်။ဖီလစ်ကငွေကုန်ကြေးကြများတဲ့ဈေးကူးသားမှုတွေကိုခံယူခဲ့ပေမဲ့သူကအသက်80ထိပဲနေနိုင်တော့မယ်လို့ဆရာဝန်တွေကခံမှန်းကြတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ကျွမ်းတဲ့စကားပြောပြီးတော့ဖီလစ်ကဒရစ်ကိုအစမ်းခန့်ကာလမှာကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အတွက်အမြဲတမ်းသူနာပြုလုပ်ဖို့ကမ်းလှမ်းခဲ့ကဒရစ်ခိုးသွားခဲ့တဲ့အဲလစ်ရဲ့လက်ရအီစတာဦးလေးကိုလည်းပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒရစ်ကသူ့အိမ်ထဲကပစ္စည်းတွေကိုခိုးနေကြမှန်းဖီလစ်ကသိပေမဲ့ဒ
ကျွဲကတော့သူမခိုးတဲ့အကြောင်းပြောင်းရင်းခဲ့ပါတယ်တကယ်တော့ကျွဲကဥကိုဘယ်နာထားခဲ့မိလဲဆိုတာမေ့နေခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ရက်မှာတော့ကျွဲကသူ့အငယ်တွေကိုကြောင်းသွားကြိုခဲ့ပေမဲ့သူ့ညီတယောက်ကဆေးကြောင့်မှုမှာပါဝင်ပတ်သက်နေတဲ့အတွက်ကျွဲကလမ်းမှာရဲစခန်းကိုအရင်ဝင်ခဲ့ရပါတယ်ကံကောင်းထောက်မှပြီးကျွဲရဲ့ညီအဒန်ကပြစ်မှုမှတ်တမ်းမရှိတဲ့အတွက်လွတ်လာခဲ့ပါတယ်ဖိလစ်ရဲ့အိမ်မှာတော့ကျွဲကအလီနော်အတွက်ကပြားတစ်ပုတ်ရေးနေတဲ့ဖိလစ်နဲ့ကူညီပေးနေတဲ့မဂါလီကိုတွေ့ခဲ့ပါတယ်ကျွဲကတော့ကြပြားကအတိတ်ပဲမရှိတဲ့အတွက်ဖိလစ်ကိုလှောင်ပြောင်ခဲ့ပါတယ်ဖိလစ်ကအလီနော်ကိုတခါမှမတွေ့ဘူးတာကိုသိသွားတော့ကျွဲကအံ့ဩသွားခဲ့ပါတယ်ဖိလစ်တို့နှစ်ယောက်က6လကြာအောင်တွဲနေခဲ့တာဖြစ်ပေမဲ့ဆက်ဆံရေးကအမီတက်ဖို့ခက်နေတဲ့အတွက်စိတ်ရှုပ်နေခဲ့ကြပါတယ်အဲဒီနောက်မှာတော့ကျွဲကဖိလစ်ကိုအားပေးပြီးအလီနော်စီဖုံးဆက်ခိုင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ဖိလစ်ကအလီနော်နဲ့ဖုံးပြောခဲ့ပြီးသူ့ပုံကိုအလီနော်စီပို့ခဲ့ပါတယ်နောက်တစ်ခါမှာတော့ပြဆက်ကြည့်နေကြတော့ကျွဲကဖိလစ်ကိုဒီနေ့ခေတ်မှာကောင်မလေးတွေကဘော်ဒီတောင်းတဲ့ဘဲထက်ဝင်ငွေကောင်းတဲ့ဘဲကိုပူကြိုက်ကြတဲ့အတွက်သူယောဂကြောင့်နှိမ့်ကြတယ်လို့မခံစားနိုင်ဘူးပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ကအချိန်နဲ့မျှပိုရင်းနှီးလာခဲ့ကြပြီးတယောက်ပေါ်တယောက်နှွေးထွေးလာခဲ့ကြပါတယ်။တရက်ပြီးတရက်ကုံဆုံးသွားကတရက်မှာတော့အလက်ဆာကဒရစ်ကိုရိုင်းရိုင်းပြပြဆက်ဆံတဲ့အတွက်ဒရစ်ကဒေါသထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အလက်ဆာကတိန်လုံးကအစီခံတွေကိုလည်းဒီတိုင်းဆက်ဆံတာဖြစ်တဲ့အကြောင်းသိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရစ်ကဖိလစ်စီကနေအလက်ဆာကိုပြောင်းလဲသွားအောင်သင်ခန်းစာပေးဖို့ခွင့်ပြုချက်တောင်းခဲ့ပေမဲ့ဖိလစ်ကအလက်ဆာအဆင်မပြေမှဆိုတဲ့အတွက်ဒရစ်ကိုတားမြစ်ခဲ့ပါတယ်။သူသမီးကိုအစိုးရလိုနေတဲ့ဖိလစ်ကိုစိတ်နှောက်ယှက်ဖြစ်သွားတဲ့ဒရစ်ကစိတ်ပြက်လက်ပြက်နဲ့ကြည်ပြီးသူ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရစ်ကစိတ်သက်သာပကြီးကတစ်ချက်ဆွဲကြည့်ကထူးဆန်းနေတာကိုတွေ့သွားခဲ့ပါတယ်။ဒရစ်ရဲ့တိုက်တွန်းမှုကြောင့်ဖိလစ်ကသူ့သမီးကိုသူများတွေအပေါ်မှာပို့ပြီးယဉ်ကျေးဖို့စပြီးဆုံးမခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရစ်ကထုံးစံတိုင်းဖိလစ်ရဲ့သူနာပြုလုပ်ငန်းဆောင်တာတွေကိုဆက်လုပ်ခဲ့ပေမဲ့တခုခုပဲပြောင်းလဲနေခဲ့ပါတယ်။အရင်တော့ဒရစ်ကသူ့ရဲ့တာဝန်တွေကိုအပြင်းထန်အားစိုက်လုပ်ခဲ့ရပေမဲ့အခုခါမှာတော့တာယာပျော်ရွှင်စွာလှုပ်ဆောင်နိုင်တာကဖိလစ်ကိုပြုစုဆောင်ရှောက်တာကသူ့အတွက်အပန်းပြေစရာဖြစ်လာခဲ့ပါတယ်။အချိန်တွေကုန်လာခဲ့ပြီးဒရစ်နဲ့ဖိလစ်တို့ကပို့ပြီးရင်းနှီးလာခဲ့ကြကအဲ့အချိန်မှာပဲဖိလစ်ကမွေးနေ့ပါတီကိုကျင်းပဖို့စီစဉ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့နေ့မရောက်ခင်ဖိလစ်ကဒရစ်ကိုသူ့မိသားစုကသူ့ကိုတင်နေတဲ့လူတယောက်လိုဆက်ဆံနေကြတာကိုမကြိုက်တဲ့အကြောင်းကိုပြောပြကသူ့ကိုတငယ်ချင်းလိုဆက်ဆံတဲ့ဒရစ်နဲ့နေရတာပိုပြီးအဆင်ပြေတဲ့အကြောင်းသွေးဝိုက်ပြီးတော့ပြောဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖိလစ်ရဲ့မွေးနေ့ပါတီပွဲနေ့ကိုရောက်လာခဲ့ပြီးဖိလစ်ကတီးခတ်ဖို့အတွက်အော်ကက်စထရာတီးဝိုင်းတစ်ခုကိုငှားရမ်းထားခဲ့ပါတယ်။အလက်ဆာကသူ့အခန်းထဲမှာတကားပိတ်ကငိုနေတော့ဒရစ်ကသူမစီကိုသွားကဘာလို့ငိုနေတာလဲလို့မေးလိုက်ပါတယ်။အလက်ဆာကသူ့ကောင်လေးဘက်စတင်ကလမ်းခွဲတာကိုခံလိုက်ရတဲ့အတွက်ငိုနေတာဖြစ်ကြောင်းပြန်ပြောကဒရစ်ကိုဘက်စတင်နဲ့စကားသွားပြောခဲ့ပါတယ်။အစာပိုင်းမှာတော့ဒရစ်ကသူများရဲ့အခြေရေးကိစ္စမှာဝင်မပါခြင်းတဲ့အတွက်ညှင်းဆိုခဲ့ပေမဲ့အလက်ဆာကပတ်စံပေးမယ်လို့ပြောလိုက်တော့ဒရစ်ကလက်ခံခဲ့ပါတယ်။ဖိလစ်ကလည်းဒရစ်ရဲ့ပကြီးကားကိုသူ့တငယ်ချင်းစီရောင်းချလိုက်တော့ယူရို1,100အထိရရှိခဲ့ပါတယ်။ပြောတော့တဲ့ဒရစ်ကအောင်ပွဲခံကလူတိုင်းကိုလိုက်ကားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဖိလစ်ကပါတီပွဲမှာပြင်းနေတဲ့ပုံပေါ်တဲ့အတွက်ဒရစ်ကဖိလစ်ကိုပြောလာအောင်ကားခဲ့တာဖြစ်ပြီးနောက်ဆုံးမှာဒရစ်ကဖိလစ်ကိုရေမောပျော်ရွှင်အောင်လုပ်နိုင်ခဲ့ပါတယ်။ပါတီပွဲပြီးတော့ဒရစ်ကဖိလစ်ကိုသူ့အခန်းထဲထိလိုက်ပို့ခဲ့ပြီးအခန်းထဲရောက်တော့ဒရစ်ကဖိလစ်ကိုအလီနော်စီကလာတဲ့ပြန်စာကိုပေးခဲ့ပါတယ်။စာထဲမှာအလီနော်ကဖိလစ်နဲ့တွေ့ဖို့အတွက်နောက်ပတ်ထဲမှာပဲရစ်ကိုလာမယ်ကြောင်းပြောခဲ့ပါတယ်။ဒါတွေမကပဲအလီနော်ကသူမရဲ့ပုံလှလှလေးတွေကိုစာနဲ့အတူထည့်ပေးလိုက်တာဖြစ်ပါတယ်။ဖိလစ်ကအပျော်လွန်ပြီးတညလုံးအိတ်လို့မရခဲ့ပါဘူး။အလီနော်ရောက်လာမယ့်ရက်မှာတော့ဖိလစ်ကရီဘော်နဲ့အတူတူအလီနော်ကိုတွေ့ဖို့စောင့်နေခဲ့ပါတယ်။ဒရစ်ကတော့ဘက်စတင်နဲ့သွားတွေ့ပြီးအလက်ဆာကိုလမ်းခွဲခဲ့တဲ့အတွက်ပြန်တောင်းပန်ခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရစ်ကအပြစ်ရှိသလိုခံစားနေရတဲ့အတွက်သူ့အမေလှုပ်လှုပ်တဲ့နေရာကိုသွားပြီးခက်လန်းလန်းကနေပဲသူ့အမေကိုကြည့်ကထွက်သွားခဲ့ပါတယ်။ဖိလစ်ကတော့အလီနော်ကိုစောင့်နေခဲ့ပြီးအလီနော်ကသူ့ရဲ့ပုံစံကိုမြင်သွားရင်စိတ်ပြတ်သွားမှာကိုကြောက်နေခဲ့ပါတယ်။အကြောက်လွန်လာတဲ့ဖိလစ်ကအဲ့ဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပေမဲ့ကံမကောင်းစွာပဲအပေါက်ဝါမှာအလီနော်နဲ့မတော်တဆဖျက်ချောင်းမိခဲ့ပါတယ်။ဒါပေမဲ့လည်းဖိလစ်ကအလီနော်မန်တတိမထားမိခဲ့ပါဘူး။တရက်ပြီးတရက်ကုံသွားခဲ့ပေမဲ့ဖိလစ်ကအလီနော်ကိုမေးဖို့ကြိုးစားနေသေးပဲဖြစ်ပါတယ်။တရက်မှာတော့သူကဒရစ်ကိုကိုပိုင်လေရင်မို့ခေါ်ခဲ့ပါတယ်။လေရင်ပေါ်မှာတော့ဖိလစ်ကဒရစ်ကိုသူ့ပကြီးကရောင်းရငွေယူရို1,100ကိုပေးခဲ့ပြီးဒရစ်ကစိတ်ကစားပကြီးဆွဲတဲ့နေရာမှာဆရာကြီးပဲလို့ချီးကျူးခဲ့ပါတယ်။နောက်တရက်မှာတော့သူတို့ကရှူခင်းတွေကိုကြည့်နေကြတော့အလုရှင်နဲ့အလုံသမားလို့မဟုတ်တော့ပဲအရင်အဆုံးတငယ်ချင်းတွေလိုဖြစ်နေခဲ့ကြပါတယ်။သူတို့ကအိမ်ပြန်လာတော့ဒရစ်ကသူ့ညီဖြစ်တဲ့အဒန်ကိုတွေ့ခဲ့ပါတယ်။အဒန်ကဆေးချောင်းမှုနဲ့ဖမ်းခံရတာကိုတီးသွားတော့သူ့အမေဖြစ်သူကနှင်ထုတ်လိုက်တဲ့အတွက်ဒရစ်လှုပ်တဲ့နေရာကိုလိုက်လာခဲ့တာပဲဖြစ်ပါတယ်။ဒရစ်ကတော့စိတ်တူသွားခဲ့ပြီးအမြဲတမ်းပြဿနာရှာနေတဲ့အတွက်အဒန်ကိုစူပူခဲ့ပါတယ်။ခဏကြာတော့ဖိလစ်ကဒရစ်ကိုသူ့အခန်းထဲခေါ်လိုက်ပြီးဒရစ်ရဲ့အပေါ်အကြောင်းကိုမေးမြန်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရစ်ကဖိလစ်ကိုသူကစီနီကောင်းမှာမွေးခဲ့တဲ့မိဘမဲ့တယောက်ဖြစ်ပြီးရှင်းနှစ်သားအရွယ်မှာသူ့အမေမွေးစားတာခံခဲ့ရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။တကယ်တော့သူ့ရဲ့မွေးစားအမေကသူ့ရဲ့အတော်ရင်းဖြစ်နေခဲ့ပါတယ်။ဒရစ်ရဲ့နာမည်အရင်းကဘက်ကာဖြစ်နေခဲ့ပြီးသူ့အတော်ကအိမ်တော်မပြည့်ရသေးပဲကိုဝင်ရသွားကအဒန်ကဖအိမ်မပေါ်ပဲမွေးလာတဲ့ကလေးတယောက်ပဲဖြစ်ပါတယ်။ဒရစ်ရဲ့အတိတ်ဆိုးအကြောင်းကြားသွားလိုက်ရတဲ့အချိန်မှာတော့ဖိလစ်ကခန်းစားချက်တွေရှုပ်ထွေးသွားခဲ့ပါတယ်။ဒရစ်ကတစ်ချိန်လုံးပျော်ရွှင်တဲ့ပုံပေါက်နေခဲ့ပေမဲ့သူ့မှာဝမ်းနည်းစရာအတိတ်ရှိနေတာပဲဖြစ်ပါတယ်။
အိမ်နောက်မှာတော့ဖိလစ်ကဒရစ်ကိုသူ့ပြဿနာတွေကိုအာရုံစိုက်ဖြေရှင်းနိုင်ဖို့အတွက်သူနာပြုအလုပ်ကနေထွက်လိုက်ဖို့အကြံပေးခဲ့ပါတယ်ပြဿနာတွေကိုရှင်းသွားရင်ဒရစ်ကအလုပ်ကိုပို့ပြီးအာရုံစိုက်နာမှာပဲဖြစ်တဲ့အတွက်ဒရစ်ကိုသူနာပြုတယောက်ဘဝနဲ့အဆုံးမသက်ပဲအောင်မြင်စေခြင်းနဲ့ဖိလစ်ကဒီဆုံးဖြတ်ချက်ကိုချခဲ့တာပဲဖြစ်ပါတယ်ဖိလစ်ကဒရစ်ရဲ့ဂယူးဆိုင်မှုတွေကိုအလွန်ကျေနပ်တဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်တကယ်တော့ဖိလစ်ကဒရစ်ကိုမသွားစေချင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီညမှာတငယ်ချင်းကောင်းတယောက်အနေနဲ့ဒရစ်အကောင်းကျိုးအတွက်ဒရစ်ကိုအလုပ်ထုတ်ခဲ့တာပဲဖြစ်ပါတယ်မနေ့ရောက်တော့ဖိလစ်ရဲ့အိမ်ကနေဒရစ်ထွက်သွားကန်ဒီမှာသူနာပြုတွေအကုန်လုံးကဝမ်းနဲ့နေခဲ့ကြပါတယ်ဖိလစ်အိမ်မှာဒရစ်တယောက်ရှိနေခဲ့တဲ့အတွက်သူတို့ကပျော်ရွှင်ခဲ့ရတာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့ကဒရစ်နဲ့အဒန်ကိုနှုတ်ဆက်ခဲ့ကြပြီးဒရစ်တို့ကထွက်သွားခဲ့ကြပါတယ်အိမ်ပြန်လမ်းမှာတော့သူတို့ကအလုံးမှာရှိတဲ့သူတို့အမေကိုတွားကြိုခဲ့ကြပြီးသူတို့ရဲ့အမားတွေအတွက်တောင်းပန်ခဲ့ကြကအိတ်တွေကိုကူဆွဲပေးခဲ့ကြပါတယ်စိတ်ဆိုးပြီးသူကလေးတွေကိုနှင်ထုတ်မိခဲ့တဲ့ဒရစ်ရဲ့အမေကလည်းဝမ်းနဲ့ဝမ်းသာဖြစ်ကသူ့သားနှစ်ယောက်ကိုခွင့်လွှတ်ပြီးသားမိ၃ယောက်တူတူအိမ်ကိုပြန်လာခဲ့ကြပါတယ်နောက်တစ်ခါမှာတော့ဒရစ်ကကုမ္ပဏီတစ်ခုမှာအလန်ညွန်အဖြစ်အလုပ်သွားလျှောက်ခဲ့ပါတယ်ဖိလစ်ကတော့သူနာပြုအစ်ထန်ကားခဲ့ပေမဲ့အသက်ဘလောက်ပဲကောင်းကောင်းအဟောင်းကုန်မမေ့တဲ့လူချင်းမင်းတို့လိုပဲဖိလစ်ကဒရစ်ကိုသတိရနေခဲ့ပါတယ်ဖိလစ်ကသူ့ကိုဘယ်သူမှဂရုတစိုက်မရှိတဲ့အပြင်အစင်မပြေတော့တဲ့အတွက်အရင်ကထပ်ပို့ပြီးနှုတ်ဆက်လာခဲ့ပါတယ်ညရောက်တော့ဖိလစ်ကအသက်ရှူကျက်လာခဲ့ပြီးသူနာပြုကကူညီခဲ့ပေမဲ့ဖိလစ်ကထွက်သွားခိုင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ရေဘွန်ကဒရစ်နဲ့သွားတွေ့ခဲ့ပြီးဖိလစ်ကိုပြန်လာဂယူးဆိုင်ပေးဖို့တောင်းဆိုခဲ့ပါတယ်နောက်တစ်ရက်မှာတော့ဒရစ်ကဖိလစ်ရဲ့အိမ်ကိုပြန်သွားပြီးဘာဖြစ်နေလဲသွားကြည့်ခဲ့ပါတယ်ဒရစ်ပြန်ရောက်လာတော့မြင်တော့ဖိလစ်ကဝမ်းနဲ့ဝမ်းသာဖြစ်သွားခဲ့ပေမဲ့ဒရစ်ကချက်ချင်းပဲမုတ်စိတ်မွေးထူလည်းဖြစ်နေတဲ့ဖိလစ်ကိုစားနှောက်ခဲ့ပါတယ်ခဏလောက်ကြာအောင်သူတို့ကအရင်တုန်းကအဖြစ်အပျက်တွေကိုပြန်ပြောနေခဲ့ကြပြီးဒရစ်ကဖိလစ်ကိုတနေရာကိုခေါ်သွားခဲ့ပါတယ်လမ်းမှာတော့ဒရစ်ကကားကိုတတ်မှတ်ချိန်ထပ်ပို့ပြီးကြော်အောင်အမြန်မောင်းတဲ့အတွက်ရဲတွေလိုက်ဖမ်းတာခံခဲ့ရပေမဲ့ဖိလစ်ကအရေးပေါ်အခြေအနေဖြစ်နေတယ်လို့ဒရစ်ကရဲတွေကိုလိန်လိုက်တော့ရဲတွေကပါသူတို့ကိုစိတ်ယုံထိလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်သူတို့ကသွားမဲ့နေရာကိုရောက်လာခဲ့ပြီးရဲတွေထွက်သွားတဲ့အချိန်မှာတော့ဒရစ်ကဖိလစ်ကိုခက်ဝင်းဝင်းတနေရာကိုခေါ်သွားခဲ့ပါတယ်တကယ်တော့ဒရစ်ကစိန်ခံအင်ကြီးထဲမှာကျင်းကျတယ်လို့ဖြစ်နေတဲ့ဖိလစ်ကိုလေကောင်းလေတန်ရှူပြီးတဘာဝလှပတွေခံစားနိုင်အောင်ကမ်းခြေကိုခေါ်လာခဲ့တာဖြစ်ပါတယ်နောက်တစ်ရက်မှာတော့ဒရစ်ကဖိလစ်ကိုစားတောက်ဆိုင်တစ်ခုကိုခေါ်သွားခဲ့ပေမဲ့ဒရစ်ကထိုင်လိုက်တဲ့အချိန်မှာပဲအရေးကြီးဆုံးကိစ္စရှိတဲ့အတွက်ချက်ချင်းသွားတော့မယ့်အကြောင်းပြောခဲ့ပါတယ်ဒရစ်ကဖိလစ်ကိုအရင်တုန်းကသူခိုးခဲ့တဲ့အီစတာဦးလေးပြန်ပေးခဲ့ပြီးသူနဲ့တွေ့ဖို့အတွက်အထူးဧည့်သည်ရောက်လာမယ့်အကြောင်းကိုပြောကထွက်သွားခဲ့ပါတယ်ဒရစ်ထွက်သွားတော့ဖိလစ်ကတယောက်တည်းဖြစ်နေခဲ့ပြီးဒရစ်ပြောသွားတဲ့အထူးဧည့်သည်ကဘယ်သူလဲဆိုတာကိုမသိတဲ့အတွက်ကြောက်နေခဲ့ပါတယ်ရုတ်တရက်အကျွေးရိုးလေးပမာထင်ရတဲ့မင်းကြီးမကျော်လေးတယောက်ရောက်လာခဲ့ပြီးဖိလစ်ရဲ့ရှေ့မှာထိုင်လိုက်တာတကယ်တော့အထူးဧည့်သည်ကအယ်လီနောဖြစ်နေခဲ့ပါတယ်ဖိလစ်ကအယ်လီနောပေါ်မှာခံစားချက်တွေရှိနေသေးမှဒရစ်ကသိနေတဲ့အတွက်သူတို့နှစ်ယောက်စုံတွေ့နိုင်အောင်ပြုတ်ဝယ်ပြီးစီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်ခလန်းလန်းကနေဒရစ်ကအချစ်သူနှစ်ယောက်ရဲ့ပထမဆုံးချိန်တွေ့ဆုံမှုကိုကြည့်ကပျော်ရွှင်စွာပြုံးလိုက်ပြီးဒါကတကယ်ချင်းကောင်းတယောက်အနေနဲ့ဖိလစ်ကိုသူပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပဲဆိုပြီးပြောလိုက်ကဇလန်းလေးနဲ့ပြီးဆုံးတော့ပါတော့တယ်အခုလိုမျိုး movie recap တွေကိုဆက်လက်နားထောင်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်